အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ N1 ခန်းကြီးပတ်3ပါဆိုင်းကိုဆို hard work လက်ရည်ပြောတာခိုးရောဆိုတာအတူမှန်လေးမိုးမီးကြီးအရွက်တွေသူ့မိုးမီးကြီးလို့လည်းခေါ်စိတ်ကိုဆိုတာ success အောင်မြင်တာခိုးဆက်ခိဆိုတာ achievement ဆိုတာရရှိရအောင်မြင်မှုတွေရရှိခိုးမျောနာဆိုတာ clever တက်မြောက်ကျွမ်းကျင်လိမ္မာတာကိုပြောတာစိတ်ခိုးနာဆိုတာတိတိကျကျမှန်မှန်ကန်ကန်လုပ်တတ်တာခိုးမိုခုဆိုတာ heading အကြောင်းအရာသူကခေါင်းစဉ်ပိုင်းတွေကိုပြောတာကြည့်ခိုးဆိုတာမှတ်တာအဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတခုကိုပြောတာဘောခိုးမိုခုနဲ့မတူစမ်းခိုးဆိုတာ major အဓိကဘာသာရပ်တွေခိုးခဲ့ခိဆိုတာ attack တိုက်ခိုက်တာありがとうございます。